မင်္ဂလာပါဒီတင်ဆက်ပေးချင်တာကတော့ဒါဘီမှာနှာနီအောင်တီးထုတ်ပြလိုက်တဲ့ကိုဆိုင်တို့အကြောင်းပဲဖြစ်ပါတယ်ကိုဆိုင်တို့ဟာဆိုရင်ဖြင့်နော်နေနေတဲ့ထွန်ချစ်ဘဝကနေအထာအသစ်နဲ့ကားတဲ့နှိုးတော်လို့ထိုးခေါ်လိုက်တာတားတွေဖြစ်ကုန်တာကမကြီးသေးတို့အဖွဲကိုကမကြီးသေးကြားလေးချင်းလေးဆိုတာဒင်းတို့နောင်တော်ကိုဘောင်းကြောကျင်တာကြောင်းဩတွေပါဩကုန်နဲ့မြောင်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 ဆိုပြီးဟိုဘာဒိတ်ဆိတ်နေတာမဟုတ်ဘူးဂိတ်ကျိတ်နေတာအဲ့လေဂိတ်တို့ကအတဲတိချို့မှာလေထီးလို့ကြိတ်ကြီးခဲ့ရပေမဲ့အနာဂတ်မှာတော့မာစတာရှက်ဖ်လို့မညာမတာတွေချက်ပြုတ်တော့မှပြုံမလူတဲ့ဆင်းများနေပါတွေနားမလဲဘူးအဲ့လေဆင်းများတို့ကလည်းအခုဒီအမြင်မှန်ကိုမရသေးဘူးတကောင်လေးပြေးနေရတာတော့ချော်လဲခြင်းတို့လိုခြေခောက်ခြင်းတို့လိုနဲ့ဝိုးမဆင်းမြန်ကြီးဒူသာနာသောဘောဟာပဲပြန်ပြန်တန်းတနေရလားမသိဘူးအခုဆိုကိုဆိုင်တို့ကဇယိုင်မသားနာတဲ့ဆိုင်ကားသမားဘောကနေအထာအသင်းနဲ့မညာမတာညစ်တာနိုဘူးတို့ဆိုပြားခံနေတာပဲဝိုးမနိုဘူးမလောက်လေးမလောက်စားနဲ့အဖျောက်သားလို့တောက်ကြွားခြင်းဟာတိုင်ကြီးသားလို့ဘိုင်ကြီးကအောင်တီးထုတ်ပလေတော့မော်ဘီလို့တော်ဘီလို့တော့မអော်နိုင်ပဲမင်္ဂလာတုံးလို့ဖျင်းမတုံးဆင်းသွားတယ်ခေကြီးက30သားအမုန်းတွေတာအဲလေခြုံတိုးတဲ့ကြုံတိုးသားဆင်မြန်ကြီးတို့ကလည်းမစီမဆိုင်လန့်နေတော့ပြီနောက်ပွဲဒင်းတို့အလှဲ့ဆိုတော့လိုင်းလိုအကင်ခါတော့မလားဆိုပြီးကိုပါကဲဒီလောက်လဲမြောက်ပေးပြီးသွားပြီဆိုတော့ညာတုံးကနိုဦးတို့ကိုဘလို့တီးထုတ်ခဲ့လဲဆိုတာဆမြုပ်ပြန်လိုက်ရအောင်ကဲကြီးတို့ကအထာအသစ်နဲ့ကားတဲ့လက်ထမှာ4နှစ်3နှစ်နဲ့ပွဲထွက်လာပြီနိုဘူးတို့ကလည်း4နှစ်နဲ့ခေါင်းနဲ့လူခေါင်းပန်းနဲ့လူပန်းပြီးပွဲစားတယ်ဆိုတာနဲ့သူ့တက်တီးလိုက်ကိုတက်တီးလိုက်ပဲအလိုနဲ့ပထမပိုင်းမှာအထာညက်တဲ့အာမတ်တီးထုတ်နိုင်ခဲ့ပြီမယ်လူကြုံမောတွေဖြစ်ပြီးဘာမှမစားပဲသေးတွေကြာဒုတိယပိုင်းကျမှနှလုံးလာတဲ့ခရုံးမှာတီးထုတ်သွားပြီးမရှိမနှောင်မှာအပိုလူမဟုတ်တဲ့ဒိုကူပွဲပြီးကန်ဒီကြတော့မောင်လဲထပ်တီးထုတ်ခဲ့ပြီမယ်ကိုမရဂါမျိုးတွေဖြစ်ပြီးတူးစည်းနဲ့ယူချီပန်းနေဖြစ်ရင်ပြီးဆုံးသွားပါပြီပေးရတဲ့ message ကတော့ဂိမ်းဖြိုးရင်ကျိန်းကိုရမယ်ဆိုတာပါပဲဟိုမှာအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ